မတူညီတဲ့ audio track တွေကိုကျွန်တော်တို့က compress လုပ်တဲ့အခါမှာအချိန်ကိုလည်းအတိအကျတွက်ဖို့လိုပါတယ်ဗျသဘောပြောချင်တာကျွန်တော်တို့ကအတန်တစ်ခုကိုကောင်းကောင်း compress လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ attach release ကိုသေချာနားလည်ထားဖို့လိုပါတယ်ဘာကြောင့်လဲဆိုရင်အတန်တွေရဲ့ wave shape တွေအတူအရှည်တွေနဲ့ကျွန်တော်တို့ကအစိတ်အပိုင်းဆို transient ဆိုတဲ့အစိတ်အပိုင်းတွေပေါ့နော်အစိတ်ပိုင်းတွေကမတူညီတဲ့အတွက်ကြောင့်ပေါ့နော်အရင်ဆုံးပေါ့နော်ကျွန်တော်တို့ဒီ compress ရဲ့ attach release ကိုကတည်တည်ချာချာကြားရဖို့နားလည်သဘောပေါက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ kit drum ပါပေါ့နော်ကျွန်တော် kit တို့ snare တို့ဒီအတန်မှာကျွန်တော်သွားပြီးတော့compress ထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးလို့ရှိရင်ပထမအဆုံးကျွန်တော်တို့ attach release မှာကျွန်တော်တို့လှည့်မယ်ဆိုရင်ပေါ်တာ ms ဆိုတာနဲ့ပေါ်တာပေါ့နော်ဒါကဘာကိုပြောရလဲဆိုရင် microsecond နေပြီးတော့နောက်ထပ်0 point ထက်ကျော်လာတဲ့ဒါ1တို့3 4 5 6 7တို့10 10ပေါ့နော်ဒါတွေကဘာကိုပြောရလဲဆိုရင်millisecond ကိုပြောတာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့အခြေခံအဖြစ်အချိန်ကိုအရင်ဆုံးနားလည်ဖို့လိုတယ်ပေါ့နော်စက္ကန့်60 1 minute ဆိုတာတော့အားလုံးသိတယ်ပေါ့နော်ဒါပေမဲ့1စက္ကန့်မှာကျွန်တော်နောက်ထပ် millisecond ပေါင်း1000ရှိရပေါ့နော်အဲ့ဒါကိုကျွန်တော်တို့သိထားဖို့လိုတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီမှာ millisecond ဘယ်လောက်ကိုကျွန်တော်လှည့်ယူလို့ရလဲဆိုလို့ရှိရင်ကျွန်တော် millisecond 250ထိရရပေါ့နော်ဒါ1စက္ကန့်ရဲ့4ပုံတစ်ပုံကိုပြောတာပေါ့နော်ဒါအကယ်၍ကျွန်တော်တို့ကအနည်းဆုံး compress ကိုဝင်မယ်ဆိုရင်တော့မှပေါ့နော်ဒါ1စက္ကန့်ရဲ့4ပုံတစ်ပုံလောက်ထိနောက်ကျနေမယ်ဆိုတာကိုပြောတာပေါ့နော်သဘောပြောချင်တာကအတန်တစ်ခုရဲ့အရှည်ကဘယ်လောက်ထိရှိလဲဆိုတာကကျွန်တော်တို့ကသိဖို့လိုတယ်ဒါပေမဲ့ဒီ attack ဆိုတာကအတန်ရဲ့အစပိုင်းကိုပြောတာပေါ့နော်အဲ့ဒါကို transient လို့လည်းခေါ်တယ်ပေါ့နော်အဲ့ဆိုအတန်ရဲ့အစပိုင်းတွေကများသောအားဖြင့်အရန်ကိုမြန်တယ်ပေါ့နော်20 millisecond လောက်ပဲရှိတယ်ဒါအခြေခံအဖြစ်ကျွန်တော်တို့သဘောမှတ်ထားရမယ်ဆိုတာကိုပြောတာပေါ့နော်ဥပမာ kit တို့ snare တို့သူတို့ရဲ့အတန်စဖြစ်တဲ့ point တွေအကျယ်ဆုံးရောက်သွားတဲ့အထိ attack တိုင်းဟာ20 millisecond ဝန်းကျင်ရှိရပါတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့250မဟုတ်ဘဲနဲ့ဒါ20 millisecond ကိုကျွန်တော်တို့သွားလိုက်တယ်ဆိုလို့ရှိရင်ဒါတော့ဒါ kit တို့ snare တို့ရဲ့ attack တိုင်းပေါ့နော်အတန်အစအချိန်ကိုပြောတာပေါ့နော်ဒါပေမဲ့ဒီမှာနောက်ထပ်ကျွန်တော်တို့ဆက်သွားအောင်မယ်ဆိုလို့ရှိရင် millisecond တွေကုန်သွားပြီဆိုလို့ရှိရင်နောက်ထပ်ကျွန်တော်တို့မြန်သွားလို့ရနိုင်သေးတာက1 millisecond နဲ့မှာနောက်ထပ်ပေါ့နော်1000 microsecond ထပ်ရှိရပေါ့နော်ဘာကြောင့်ဒီလိုထားလဲဆိုလို့ရှိရင်အဲ့ဒီ kit တွေ snare တွေထက်ကျွန်တော်အယမ်းမြန်တဲ့အတန်တွေထက်ရှိသေးပေါ့နော်ခုနကကျွန်တော်ပြောတဲ့ transient ဆိုတာတွေပေါ့နော်အတန်ရဲ့အစပိုင်းတွေအယမ်းမြန်တယ်ဥပမာလက်ဖြောက်တန်တို့လိုဘာလို့မျိုး tick tack tack ဆိုတဲ့ဖြတ်ခနဲ့အတန်လေးတွေကအယမ်းမြန်နေတဲ့အရာတွေကိုကျွန်တော်တို့လိုက်ပြီးအမိအရာ compress ဖမ်းပြီးတော့ compress လုပ်ဖို့ဆိုရင်ကျွန်တော်တို့က attack တိုင်းကိုမြန်ပေးဖို့လိုပါတယ်ဗျဒါမှကျွန်တော်တို့ကဒီ attack တွေကိုနားလည်မှပဲ compress ကလည်းမိအောင်လိုက်ဖမ်းနိုင်မှာပေါ့နော်ဒါမှမဟုတ်ကိုကဥမာ kit တို့ဘာတို့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကအတန်လေးကိုကြစ်ကြစ်ကလေးလိုချင်တယ်ဆိုရင်ထိတ်ကိုပြန်ဖွင့်ပေးချင်တယ်ဆိုရင်ဘယ်လောက် millisecond ဖွင့်ရင်ဒီလိုကြစ်ကြစ်ကလေးရမလဲဆိုတာကိုကျွန်တော်တို့တွက်ယူရရပေါ့နော်ဒါကတော့ transient တွေကိုကျွန်တော်တို့စိတ်ကြိုက်ထိန်းချုပ်လို့ရအောင် attach control ရဲ့ပေါ့နော်အခြေခံအချိန်ကိုကျွန်တော်တို့နားလည်ထားဖို့လိုတယ်ပေါ့နော်ခုနကကျွန်တော်ပြောတယ်စက္ကန့်60 1 minute ဆိုလို့ရှိရင်ဒါ1စက္ကန့်မှာ1000 millisecond ရှိပြီးတော့နောက်ထပ်1 millisecond အတွင်းမှာတော့နောက်ထပ်1000 microsecond ထပ်ရှိသေးတယ်ပေါ့နော်ဒါကိုကျွန်တော်တို့နားလည်ထားဖို့လိုတယ်ပေါ့နော်ဒါမှပဲကျွန်တော်တို့ဒီ clock ကဘယ်လောက်မြန် audio signal တစ်ခုပေါ်ကိုဘယ်လောက်မြန်တက်ရောက်မလဲဆိုတာကိုကျွန်တော်တို့ live တွက်လို့ရမှာပေါ့နော်အဲ့တော့ကျွန်တော် compress တော့ဖွင့်ထားတယ်ဒါပေမဲ့ threshold ratio ကဒီမှာမြင်တဲ့အတိုင်းကျွန်တော်ထိထိမိမိမတက်ရောက်နေဘူးပေါ့နော်ကျွန်တော်တို့တွက်ထားသလိုဘာကြောင့်လဲဆိုလို့ရှိရင်compress က250 millisecond နောက်ကျပြီး kit ကိုသွားဖိနေတဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင် attack တိုင်းကိုမြန်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်အမြန်ဆုံးထားလိုက်ပြီနော်ဒါဆိုအမြန်ဆုံးထားလိုက်ပြီဆိုတော့ခုနကကျွန်တော်ပြောတဲ့ kit ကထိတ်ဆဖြစ်တဲ့အတန်က20 millisecond ပဲရှိရပါတော့ဒါပေမဲ့ကျွန်တော်တို့ဒီမှာမြန်တာကတော့ microsecond အထိ20 millisecond ကိုကျော်သွားပြီပေါ့နော်ဒီမှာ10ရနေပြီနော်နောက်ဆုံး1 millisecond ပြောမှာ microsecond 9 microsecond အထိကျွန်တော်မြန်လိုက်ပြီဆိုလို့ရှိရင်အမိအရာသူကဖိပြီးတော့ဖမ်းအောင်ပါပေါ့နော်ဖမ်းပြီးတော့ဖိတော့မှာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတွက်ထားတဲ့ -40 ရဲ့အထက်ကို10ပုံတစ်ပုံနဲ့ပြန်ထုတ်မယ်ဆိုတဲ့ကိစ္စကကွက်တိပြန်ဖြစ်သွားပြီပေါ့နော်နော်ဒါကို attack တိုင်း control လုပ်တာလို့ပြောတာပါဒါဆိုရင်ဒါကျွန်တော်တို့က fast attack လို့ခေါ်တယ်ပေါ့နော်သဘောကတော့ fast attack ဆိုတာကတော့ compress ကိုမြန်ဝင်တဲ့အတွက်ကြောင့် basic နဲ့မှအလှမပေးဘဲနဲ့ကျွန်တော်တို့အမိရလိုက်ဖမ်းတယ်ဆိုတာကိုပြောတာပေါ့နော်ဒါကို fast attack ကြောင့်ဖြစ်လာတဲ့အတန်ပေါ့နော်အခုကြားရတာအဲဆိုလုံးဝကွက်တိအမိရဖမ်းပလိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က kit မှာကျွန်တော်တို့ဘယ်လောက် millisecond ထိတ်ကိုပြန်ပြီးဖွင့်ပေးခြင်းလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ကိုကြိုက်တယ်လို့ဒီမှာပြန်ပြီးလှည့်ပြီးနောက်ဆုတ်ပြီးလို့ရရမှာเนาะခုနပြောသလို kit ကထိတ်ဆဖြစ်တဲ့ပေါ့เนาะ attack တိုင်းက20 millisecond ဝန်းကျင်ရှိရဆိုရင်ထားပါတော့ကျွန်တော်က20 millisecond လောက်နောက်ကျပြီးလိုက်မယ်ပေါ့เนาะဒါဆိုရင်ထိတ်ကလေးကတဖြည်းဖြည်းပြန်ထောင်လာပြီပေါ့เนาะကျွန်တော်20အထိသွားမှာ
ဒါဆိုသဘောပြောချင်တာ compress ကအဲ့ဒီထိတ်တွေကိုမမိတော့ဘဲနဲ့လွတ်လာတာကိုပြောတာပေါ့နော်။ဘာကြောင့်လဲဆိုရင် millisecond တွေတဖြည်းဖြည်းချင်းနောက်ကျလာအခုဆို9 millisecond နောက်ကျတော့9 millisecond သာထိတ်ကိုသူလွတ်ပေးလိုက်ရပြီပေါ့ဗျာ။အဲ့ဆိုကျွန်တော်ကထပ်ပြီးတော့20 millisecond ထိသွားမယ်ပေါ့နော်။အဲ့ဆို20 millisecond ထိလွတ်ပေးလိုက်တဲ့အခါမှာသူ့ရဲ့ transient လို့ခေါ်တဲ့အစပိုင်းအတန်တစ်ခုလုံးလုံးနီးနီးလွတ်လာပြီနော်။ထိတ်စလွတ်လာတယ်ကိုပြောတာပေါ့နော်။အကယ်၍ကျွန်တော်တို့အဲ့ဒါတည်းကြော်ပြီးတော့ပေါ့ဗျာ။20ခွန်36တွေအထိကျွန်တော်လွတ်ပေးလိုက်တယ်ဆိုလို့ရှိရင်เนาะဒါခုနကကျွန်တော်ပြောတဲ့ transient ဆိုတဲ့ထိတ်စကြီးတစ်ခုလုံးလွတ်သွားပြီပေါ့เนาะ compress ကဖွင့်ပေးလိုက်တယ်ဆိုတာမျိုးဖြစ်သွားတယ်ပေါ့เนาะအဲ့တော့ဘယ်အပေါ်မှာ compress က effect တက်ရောက်နေလဲဆိုရင် kick ရဲ့အမီးပိုင်းကိုတော့သူကဖိနေတော့မယ်ပေါ့เนาะဒါပေမဲ့ထိတ်စဖြစ်တဲ့ transient လို့ခေါ်တဲ့ထိတ်စပိုင်းကိုတော့သူကမဖိတော့ဘူးပေါ့เนาะလွတ်နေတယ်ပေါ့เนาะဒါပေမဲ့ kick ရဲ့အတန်ကျွန်တော်လိုချင်တဲ့ပုံစံဖြစ်လာတယ်ပေါ့နော် original ကတော့အတန်ကြီးကပွက်ပွားကြီးပေါ့နော်ဒါပေမဲ့ compress ထည့်လိုက်တဲ့အခါမှာလုံးဝထိတ်ကလေးပဲကျွန်တော်တို့ကြောင့်ကျစ်သွားတယ်လို့ခံစားရတယ်နော်ဒီနီးနဲ့ကျွန်တော် audio signal တွေကအတူအရှိအနှေးအမြန်ခုနကကျွန်တော်ပြောတဲ့အစိတ်အပိုင်းပေါ့နော် transient လိုမျိုးအမီးပိုင်းလိုမျိုး release လိုမျိုးဒါတွေကိုလိုက်ပြီးထိန်းချုပ်လို့ရတယ်ပေါ့နော်ဒါဆိုရင်သူ့ရဲ့ဆန့်ကျင်ဘက်မှာရှိနေတဲ့ release ကလုတ်ကကျွန်တော်တို့ဘာအတွက်ထားရလဲဆိုရင်အကယ်ကျွန်တော်တို့က release ကို fast release ပေးထားတယ်ဆိုလို့ရှိရင်ဓမ္မမြင်နေတဲ့ reduction ပေါ့နော်ဒုံးဆိုချက်ချင်းထိုးဖိလိုက်ပြီးသူက original signal အတိုင်းပြန်ဖြစ်မှာဘာ effect မှမဖြစ်တဲ့ level တစ်ခုကိုပြန်သွားမှာပေါ့နော်အဲဆိုပြန်သွားတဲ့အချိန်ကအရက်မြန်တယ်ပေါ့နော်ဒုံးဆိုချက်ချင်းပြန်တက်သွားတယ်အဲ့တော့ကျွန်တော် release တိုင်းကိုနှေးထားမယ်ဆိုလို့ရှိရင်တော့သူကတဖြည်းဖြည်းနဲ့ပြန်တက်တာနှေးလာပြီပေါ့နော်မမြင်လာရပြီပေါ့နော်အကယ်၍အနှေးဆုံးထားရင်တော့ပြန်တက်တာအရင်နှေးသွားပြီဒါဘာအတွက်သုံးလဲဆိုရင်ကျွန်တော်တို့ကတခါလေဒီမှာ drum တွေတီးတဲ့အခါမှာ kit drum မှာ double kit ပေါ့တော့ဒူဇက်တိုက်နေတဲ့အခါမျိုးတွေမှာကျွန်တော်တို့က release တွေကို light တွက်ပြီးတေချာထည့်ပေးတတ်ဖို့လိုတယ်ဗျဘာလို့လဲဆိုရင် release က slow release ဖြစ်နေတယ်ဆိုရင်ပေါ့နော်ပထမ kit တစ်ချက်ကိုတော့ကျွန်တော်တို့ချိန်ထားတဲ့ compress setting ကအတိုင်းကွက်တိဖြစ်ပြီးတော့ကြံတဲ့နောက်က kit တွေကိုတော့အရှိကချိန်ထားတဲ့ဟာတွေကမပြီးသေးတာရဲ့နောက်ကချိန်ထားတဲ့အသစ်တွေပေါင်းပြီးတော့သွားတော့ကျွန်တော်တို့လိုချင်တဲ့ပုံစံမျိုးထွက်မလာတော့ဘူးပေါ့နော်200 millisecond နဲ့နည်းပြီးထားလိုက်မှာဒါဆိုအတော်လောက်ဖြစ်သွားတယ်ပေါ့နော်အဲဆိုဒုံးဆိုဖိတယ်ပြီးပြန်တက်သွားတယ်ဆိုတာအတော်လောက်ဖြစ်သွားတယ်ပေါ့နော်အကယ်၍အဲ့လိုဒုကနေချားနေမျိုးမို့ဒူဇက်တိုက်ဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဒါကိုလွတ်အောင်ချိန်ပေးဖို့လိုတယ်ပေါ့နော်အဲ့ဒါတော့ release တိုင်းကတော့ခုနကကျွန်တော်ပြောတဲ့ compress က original ဘာ effect မှမဖြစ်တဲ့ signal ကိုပြန်ရောက်သွားတဲ့အချိန်ကိုကျွန်တော်ပြန်တွက်ပေးရတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က compress ကို track တစ်ခုချင်းစီပေါ်မှာမတူတဲ့ audio signal တွေပေါ်မှာမတူတဲ့ပုံစံတွေနဲ့ light ချိန်ရမှာဖြစ်ပါတယ်ဗျဒါကြောင့်မလို့ကျွန်တော်နောက်ထပ် video တွေမှာတော့ဒီမတူတဲ့ instrument တွေမတူတဲ့ vocal style တွေပေါ်မှာဘယ်လိုမျိုး compress တွေချိန်ရမလဲဆိုတဲ့ video တွေကိုထပ်ပြီးမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီ threshold ratio attach release တွေကိုတော့နားလည်ဖို့မျှော်လင့်ပါတယ်ဗျနောက်ထပ် video တွေအတွက်စောင့်မျှော်ပေးပါဦးဗျ